မင်္ဂလာပါကျွန်တော်ထွန်းထွန်းလိုက်ပါဒီတစ်ခါတော့ကျွန်တော် e-football နဲ့ပတ်သက်ပြီးတော့ပြည်သက်တွေအတွက်ပြောချင်တယ်ကျွန်တော် gamer မိသားစုတွေအခုလက်ရှိကျွန်တော်2020 e-football ပြောင်းသွားတဲ့အနေအထားမှာဘာတွေပြောင်းသွားခဲ့သလဲဆိုတာလည်းအားလုံးသိပြီးသားဖြစ်လိမ့်မယ်เนาะအဲ့တော့ကျွန်တော် daily reward ကနေပြီးတော့ဒါ first lap ပြီးသွားတဲ့အခါမှာခမဲ့ရမဲ့ epic cap Aubameyang တချို့လည်းရနေပြီတချို့လည်းသုံးနေပြီ free to play player တွေအတွက်တကယ်ကောင်းမွန်တဲ့တိုက်စစ်ကပ်ပါ Konami က new season campaign အတွက် daily game မှာပထမဆုံးကျွန်တော်တို့ခိုင်းတဲ့ဒီနေ့စဉ်ကစားရတဲ့ဟာလေးတွေကိုလုံနိုင်ခဲ့တဲ့အပိုင်းတွေပြီးသွားရင်ဒါ lap reward အဖြစ် Aubameyang ကိုထည့်ပေးထားတယ်ဆော့လို့လည်းကောင်းတယ်မဖြစ်မနေလဲဒီကတ်ကိုကျွန်တော်တို့အယောင်တင်ပြီးတော့သုံးလို့ရတယ်เนาะအဲ့ဒါလေးတစ်ချက်ကျွန်တော်ပြောချင်တာပါကျွန်တော်တို့ပိုတီပိုတက်တဲ့ညီကိုမောင်နှမတွေကတော့တီးပြီးသားပါကြော်သွားပေးပါခင်ဗျာ Aubameyang ဘာကောင်းလဲဆိုတော့ဘာကရောက်သွားတဲ့ကတ်ကတကယ်ကောင်းမွန်တယ်ဒါဘာကြောင့်လဲဆိုတော့သူ့မှာရှိနေတဲ့ speed တို့နောက်ပြီးတော့ acceleration တို့သူ့ရဲ့အဓိကအားသာချက်တွေဖြစ်တယ်speed ဆိုလို့ရှိရင်63ရှိတယ် acceleration ဆို65အထိရှိတယ်နောက်ပြီးတော့ offensive awareness ဆို95အထိရှိတယ်95ဆိုတာ100ပြည့်ဖို့5ပဲလို့ရတယ်เนาะဒီချက်ကတော်တော်ကောင်းမွန်တယ်ဘာကြောင့်လဲဆိုတော့အဲ့ဒီအခါမှာဘာပေးစပြီးတော့တက်လာတဲ့အချိန်တစ်ဖက်မှာလည်း Aubameyang ကအရွယ်တစ်ခုစကူးမကူကာလာမှာအကောင်းဆုံးပြင်ဆင်နေတဲ့အချိန်အဲ့ဒါကြောင့်မလို့ဒီကတ်တီလည်းကောင်းမွန်တဲ့ကတ်လို့ကျွန်တော်ပြောရမှာဒီချက်3ချက်ကြောင့်သူက line breaker center forward အနေနဲ့နောက်ခံလူတွေခြားတဲ့ကိုပြေးဝင်တဲ့အခါမှာအတော်လေးကောင်းမွန်တယ်ဆိုပြီးတော့ gamer တွေရထားတဲ့အသုံးချတဲ့သူတွေကပြောထားကြတယ်အထူးသဖြင့်တော့ဒါ through ball တွေထိုးတဲ့အခါမှာဒါ jabs တွေပေးတဲ့အခါမှာ Aubameyang ပြေးထွက်သွားတဲ့အပိုင်းတွေပေါ့နော်အဲ့ဒါတွေကောင်းတယ်ပေါ့နော်အမြန်ဆော့ကျင်တဲ့သူတွေအတွက်လည်းဒီကတ်ကိုကျွန်တော်တို့သုံးထားရမယ်နောက်ပြီးတော့ဘောလုံးကင်တာလိန်တာခောက်တာကျွမ်းတဲ့ဆရာသမားတွေဒီဆရာသမားတွေအတွက်လည်းပဲဒီကတ်ကဘောလုံးကင်ပြီးတော့ဘောလုံးခင်းပေးတဲ့အပိုင်းတွေကောင်းတယ်ဆိုပြီးတော့ cat ကို analysis လုပ်ထားတဲ့အပိုင်းတွေကျွန်တော်တို့တွေတွေ့ခဲ့ရတယ်ကျွန်တော်ကိုယ်တိုင်လည်းဒီကနေ့မှာရထားတယ်ကျွန်တော်အခု level တွေတင်ပြီးတော့ဆော့ဖို့အတွက်ကျွန်တော် sign ပြနေတယ်အခုတပွဲတစ်ပွဲဆော့ပြီးသွားပြီကောင်းမွန်တယ်ပုံစံကတော့ဘာနဲ့သွားတူလဲဆိုတော့ Henry ပေါက်စပေါ့ဗျာ Henry ပေါက်စလေးနဲ့သွားတူတယ်ပေါ့ Henry စပြီးတော့ဖြစ်ထွန်းကားစားအနေထားမှာသူ့ရဲ့ခန္ဓာကိုယ်ကြံ့ခိုင်မှုသူ့ရဲ့အတွေ့အကြုံဒီဟာတွေနဲ့ပေါင်းဆက်ပြီးတော့ဖြစ်လာတဲ့ပုံစံမျိုး Aubameyang ကတ်ကိုလည်းကျွန်တော်မေးထားလို့မရဘူးနောက်ပြီးတော့သူ့ရဲ့ offensive awareness က95 acceleration က95ရှိတဲ့အတွက်ကြောင့်မလို့ speed 93နဲ့တွဲမယ်ဆိုလို့ရှိရင်တော့ပြန်ဖက်နောက်ခံလူတွေရှင်ပြေးနိုင်သွားမရှိဘူးเนาะ body balance တော့နည်းနည်းလေးတော့အားကြော့တယ်ပေါ့เนาะနောက်ပြီးတော့ free cut ဖြစ်တဲ့အတွက်ကြောင့်မလို့တော်တော်လေးတန်ပါတယ် daily game ဒါပထမ lap ပြီးတာနဲ့ရမှာဆိုတော့ quite မကုန်မဲနဲ့ epic ကတ်ကိုရတာကတော့ကျွန်တော်တို့အတွက်ထိုက်တယ်ပါတယ် community မှာလည်းဒီကျွန်တော် Uber ကို free cut ဖြစ်အသုံးဝင်တယ်လို့တော်တော်များများကသဘောတူထားကြတယ်ဒါ e-football player ရဲ့အဆိုအရပေါ့เนาะနောက် shooting mind လည်းမစိုးဘူး first time shoot ရှိတယ်နောက်ပြီးတော့ acrobat finishing ရှိတယ် tipping shoot ရှိတယ်နောက်ပြီးတော့ away ကနေကန်တဲ့ long range color လည်းရှိတယ်နောက်ပြီးတော့ chip shot control လည်းပါတယ်နောက်ပြီးတော့ကျွန်တော်တို့ဒီနေရာမှာ outside color လည်းရှိတယ်ဒီ outside color အသုံးချတတ်တဲ့သူတွေအတွက်ကတော့လုံးဝမမိတ်ထားတဲ့အနေအထားမျိုးပေါ့နော်အဲ့တော့ကျွန်တော်ဘာကိုပြောချင်လဲဆိုတော့ finishing ကောင်းတဲ့ scale ပါတဲ့ကစားသမားဖြစ်တယ်လို့မျိုးသူ့ရဲ့ရှေ့နောက်ရုံးနိုင်တဲ့အနေအထားနောက်ပြီးတော့ light ဝင်ဖြည့်ပေးနိုင်တဲ့တိုက်စစ်မှာဆွဲဆုံး light ဖြည့်ပေးနိုင်တဲ့ပုံစံတွေကတော့ဒီကတ်မှာအားသာချက်အဖြစ်ထည့်ပေးထားတယ်ဘောက်ဆဲမှာအခွင့်အရေးရရင်တစ်ချက်ထိအဆုံးသတ်နိုင်တဲ့ striker ဖြစ်တဲ့အတွက်ကြောင့်မလို့အဲ့ဒီ type ကိုရှိနေတဲ့တိုက်စစ်သမားဖြစ်တဲ့အတွက်ကြောင့်မလို့ယူထားတဲ့နဲ့မယူလို့လည်းမရဘူးလေယူမှရမှာပေါ့လိုချင်ရင်တော့မသုံးနဲ့ပေါ့လိုချင်ရင်တော့3ကို3ရမှာမသုံးလို့မရဘူးကျွန်တော် free to play player တွေအတွက်ဆိုရင်တော့3ကို3ရမှာနောက်ပြီးတော့ AI movement တွေကသူ့ရဲ့အကောင်းဆုံးအားသာချက်ဖြစ်နေတယ် Konami က AI play တွေထည့်ပေးတယ်ဗျာအဲ့မှာရွေးတဲ့နေရာယူတာတွေ movement တွေအကုန်လုံးကတကယ်ကောင်းမွန်တယ် Uber ရဲ့ဒါ AI playing style ဆိုလို့ရှိရင် speeding bullet တို့နောက်ပြီးသွားလို့ရှိရင်သူ့ရဲ့ဒီ speed run ပေါ့နော် speed run ကောင်းတာတို့ဒါတွေအားလုံးကတော့ကျွန်တော်တို့အတွက်ကောင်းမွန်တဲ့အတွက်ကြောင့်မလို့ဒီကတ်ကိုမဖြစ်မနေနဲ့ယူထားတဲ့နဲ့နောက်တစ်ခုကဘာလဲဆိုတော့ဘာပေးတို့ E2 တို့လိုပဲ all striker ဖြစ်တယ်အဲ့ဒီအချက်ကလည်းကျွန်တော်တို့အတွက်တကယ်ကောင်းမွန်ပါတယ် type possession ball control physical contact အရင်မကောင်းမှုဆိုပေမဲ့ back to back go to play လုပ်ပြီးတော့ CB တဲ့ကိုနဲ့အပြိုင်ပြေးတဲ့အခါမှာကျွံထွက်သွားတဲ့အပိုင်းတွေဒီဟာတွေကတော်တော်ကောင်းမွန်တဲ့အနေအထားတွေရှိတယ်အားနဲ့နိုင်တာကတော့ passing သူ့ရဲ့အဓိကအားသာချက်မဟုတ်ဘူးဘောလုံးကိုခြေထောက်ထဲမှာကြာထားပြီးတော့ doubling လုပ်မယ် center forward မဟုတ်ပဲပြေးထွက်ပြီးအဆုံးသတ်မဲ့တိုက်စစ်သမားလို့တော့ကျွန်တော်တို့သုံးသပ်ချင်တယ်မဖြစ်မနေယူထားပြီးတော့အသုံးချဖို့အတွက်လည်းကျွန်တော်ဒီကနေတိုက်တွန်းချင်ပါတယ်ခင်ဗျာကျွန်တော်ထွန်းထွန်းလိုက်ပါ